မင်္ဂလာပါရှင်ကျမတို့အခြေခံတရုတ်စကားပြောအတွက်ခွင့်လွတ်တယ်လို့ပြောချင်တဲ့အခါမှာရွမ်လျန့်ဆိုတဲ့အသုံးလေးကိုသုံးလို့ရတယ်အဲ့တော့ကျမကဒီမှာရေးထားတယ်ငါနင့်ကိုခွင့်လွတ်တယ်ဒါမျိုးလေးရေးချင်တယ်ဆိုရင်ကျမတို့ဝေါ်ကနေစမှာပေါ့နော်ငါနင့်ကိုခွင့်လွတ်တယ်ဆိုတော့ခွင့်လွတ်တာကရွမ်လျန့်我原谅你ဒါဆိုရင်ငါနင့်ကိုခွင့်လွတ်တယ်ရမယ်နော်နောက်တစ်ခုလေးကမင်းငါ့ကိုခွင့်လွတ်ပေးလို့ရမလားဒါမျိုးလေးရေးချင်တယ်ဆိုရင်နီအဲ့တော့ခွင့်လွတ်တာကတော့ရွမ်လျန့်ပဲခွင့်လွတ်ပေးနိုင်မလားခွင့်လွတ်ပေးလို့ရမလားလို့ပြောတဲ့အတွက်အခုအနေနဲ့ကျမတို့နံကလေးနဲ့သုံးလိုက်မယ်နော်နီနံရွမ်လျန့်我吗ဒါဆိုရင်မင်းငါ့ကိုခွင့်လွတ်ပေးနိုင်မလားရမယ်နော်နောက်တစ်ခုလေးကလူတစ်ယောက်ကိုခွင့်လွတ်ရတာတကယ်ပဲလွယ်ကူလားအဲ့တိုင်းလေးရေးထားတယ်ဒါဆိုရင်ကျမတို့တွေကလူတစ်ယောက်ကိုခွင့်လွတ်ရတာကနေစမယ်နော်原谅一个人လူတစ်ယောက်ကိုခွင့်လွတ်ရတာတကယ်ပဲလွယ်ကူလားဆိုတော့真的တကယ်ပဲ容易吗容易ကလွယ်ကူတာလေနော်真的容易吗ရမယ်နော်ဒါဆိုရင်ဒီရွမ်လျန့်နဲ့ပတ်သက်ပြီးတော့ဝါကြလေးတွေကိုထည့်သုံးကြည့်နော်